အလုံးပဲမင်္ဂလာပါချစ်တော်ညီကိုမနမများတင်တယောက်တဲ့အထီးကျန်နေပြီလားတရဲ့မင်းတဆုအစင်မပြေမှုတွေနဲ့ရင်ဆိုင်နေရပြီလားဒါမှမဟုတ်အလို့အကဲအစင်မပြေမှုတွေနဲ့တည်ကြုံတွေ့နေပြီလားကျွန်တော်ဒီနေ့တင့်ကိုခေါ်အားပေးခြင်းနဲ့ဒီနေ့ကျွန်တော်ခေါ်အားပေးမဲ့အရာကတင့်အတွက်ဖြစ်တယ်ဒီကောင်းကြီးအထူးဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ရေရမင်းအနာဂတ်ကျမ်းအခန်းကြီး33အပတ်ငယ်3ငါကိုခိုလောငါထူးမီတိမတိနားမလည်နိုင်သောဂျင်းမြတ်သောအရာကိုယ်ဝဲထားသောအရာတို့ကိုတင့်အားပြောပြမည်ဟုမိန့်တော်မူ၏ဖျားသခင်ကဒီမှာပြောထားတယ်ငါကိုခိုလောငါထူးမီလို့ပြောထားတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကဆင်းရဲဒုက္ခရောက်တဲ့အခါတိုင်းဖျားသခင်ကိုခိုရထူးတဲ့ဖျားဖြစ်တယ်သူကအချိန်တိုင်းမှာခိုရထူးတဲ့ဖျားဖြစ်တယ်သူကတင်းရဲ့လက်တကန်းစာနာမှာပဲသူရှိတယ်အမြဲတမ်းအဲ့တော့တင်ကဘယ်နေရာမှာပဲရော့တင်တယောက်တည်းအထင်းမကြံပါနဲ့ယေရှုဖခင်ကတင်းရဲ့လက်တကန်းစာမှာပဲရှိတယ်ဆိုတာကျွန်တော်ခွန်အားပေးခြင်းနဲ့ပြီးတော့ကျမ်းပတ်နောက်တစ်ပတ်မှာဒီလိုပြောထားတယ်ဆာလာကျမ်းအခန်းကြီး50အငယ်15ဆင်းရဲဒုက္ခရောက်သောကာလ၌ငါကိုခိုလို့ငါဒီတင့်ကိုကိမ်မမည်လို့ပြောထားတယ်တင်ဒုက္ခဆင်းရဲရောက်နေတဲ့အခါမှာယေရှုဖခင်ကိုခေါ်ပါခိုရထူးတဲ့ဖခင်ဖြစ်တယ်အဲ့လိုပြောလို့တင်ဆင်းရဲဒုက္ခရောက်တဲ့အခါမှာပဲခိုခန်းတာမဟုတ်ပါဘူးကျွန်တော်တို့ယေရှုဖခင်ကအသက်ရှင်တဲ့ဖခင်ဖြစ်တယ်ဒီခိုတဲ့အခါတိုင်းမှာထူးတဲ့ဖခင်ဖြစ်တယ်တက်တည်ပေးတဲ့ဖခင်ဖြစ်တယ်ဆိုတဲ့အနေငယ်လေးနဲ့ကျွန်တော်နောက်ကဘက်တော့ခွန်အားပေးခြင်းနဲ့ဂျာနာတဲ့သူအရောက်ချင်းစတဲ့ပုံမှာဖခင်သခင်တာရွက်ကောင်းချီးပေးပါစေ